ရသော်ဗျာတဲ့ဒုက္ခတွေဘာကြောင့်ဖြစ်ရလဲဒုက္ခတွေဘာကြောင့်ချုပ်ရလဲဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းရဲ့အကြောင်းတရားကိုဟောပါတဲ့ဒါကအလွန်အရေးပါတဲ့မေခွန်းလို့ဆိုနိုင်တယ်နော်ဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲအဲ့တော့မြတ်စွာဘုရားကဖြေတဲ့နေရာမှာဘလောက်ကျွမ်းကျင်လိမ္မာလဲဆိုတော့ဘာကြောင့်ဒုက္ခဖြစ်ရတယ်ဘာကြောင့်ဒုက္ခချုပ်ရတယ်လို့တတ်မပြောဘူးသိလားအဲ့ဒီဗတ္တရကကိုမြတ်စွာဘုရားတခါကြီးတဲ့တင့်ကိုတဲ့ငါအတိတ်တုန်းကအကြောင်းအရာတွေကိုဖော်ပြပြီးတော့ဘာကြောင့်ဒုက္ခဖြစ်ရတယ်ဘာကြောင့်ဒုက္ခချုပ်ရတယ်လို့ပြောမယ်ဆိုရင်အဲ့ဒါငကိုယ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စတွေပါလို့တခါကြီးယုံရင်မယုံမယ်တဲ့ဒါကြောင့်အတိတ်တုန်းကအကြောင်းအရာတွေကိုငါတက်တည်အနေနဲ့ပြပြီးတော့တင့်ကိုဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းကိုငါမဟောဘူးတဲ့နော်အနာဂတ်မှာဘလို့ဖြစ်လိမ့်မယ်ဆိုတော့မဖြစ်သေးတာတွေကိုမှန်းဆပြီးတော့လည်းပဲဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းအကြောင်းတရားကိုတင့်ကိုငါမဟောဘူးတဲ့အဲ့ဒါနောက်မှဖြစ်လာမှတေချာခြင်းမှတေချာမှလို့တင့်မှာယုံမှတန်တရားဖြစ်နိုင်နေတယ်အဲ့တော့ဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းကိုအခုဒီနားမှာထိုင်နေတဲ့တင့်ကိုအခုဒီနားမှာထိုင်နေတဲ့ငါကထိုင်ရမထတင်နားလေအောင်လောလောဆယ်ကိုငါပြောလိုက်မယ်တဲ့လို့ဟောတာမြတ်စွာဘုရားနော်အတိတ်အကြောင်းအရာတွေကိုပြပြီးတော့လေမဟောနော်အနာဂတ်မှာဖြစ်လာမှာတွေကိုအကြောင်းပြပြီးတော့လေမဟောနော်ဒီနားမှာထိုင်နေတဲ့တင့်ကိုဒီနားမှာထိုင်နေတဲ့ငါကအခုထိုင်ရမထဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဒုက္ခချုပ်ခြင်းရဲ့အကြောင်းကိုဟောမယ်တဲ့အဲ့လောက်ရဲရဲဝံ့ဝံ့ဘလောက်တေချာလဲဆိုတာပေါ်လွင်မှုမရှိဘူးလားရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားဗာမေးလဲဆိုတော့တခါကြီးတဲ့နော်ဟောဒီဥရဝေလကပ္ပဏိကုံရွာမှာသူကအဲ့ဒီရွာမှာနေတာ哦တစုံတယောက်ဒုက္ခရောက်လို့တင်ဒုက္ခရောက်သွားเสียအဲ့ဒီလိုတစုံတယောက်ပုဂ္ဂိုလ်ရှိသလားတဲ့မေးတာအဲ့တစုံတယောက်ဒဏ်ရိုက်ခံရလို့သမုတ်အသက်ခံရလို့ယောဂဝေဒနာဖြစ်လို့တစုံတယောက်ဒုက္ခရောက်သွားလို့တဲ့မှာဒုက္ခရောက်သွားเสียအဲ့ဒါလိုတစုံတယောက်ပုဂ္ဂိုလ်ရှိသလားတဲ့ရှိရတယ်ဗျာတဲ့သူနဲ့ယဉ်နေတဲ့လူတွေရှိတာပေါ့သူတို့ဒုက္ခရောက်ရင်ငါဒုက္ခရောက်မယ်ဆိုတဲ့လူတွေရှိတာပေါ့ရှိပါတယ်ဗျာဆိုတော့မြတ်စွာဘုရားကတခါဆက်မေးတယ်ဟောဒီဥရဝေလကပ္ပမှာပဲတစုံတယောက်ဒုက္ခရောက်လို့တဲ့မှာဒုက္ခမရောက်ရဘူးဆိုတဲ့လူတွေကရှိလားတဲ့နော်ယောဂဗျာတွေဖြစ်လို့နှိမ့်ဆက်လို့တစုံတယောက်ဒုက္ခရောက်သွားတယ်ဒါပေမဲ့အဲ့ဒီတစုံတယောက်ဒုက္ခရောက်လို့တဲ့မှာဒုက္ခမရောက်ရဘူးဆိုတဲ့လူကရှိလားဆိုတော့ရှိတယ်ဗျာတဲ့နော်သူများဒုက္ခရောက်လည်းပဲဒီပြင်လူတွေဒုက္ခရောက်လည်းပဲနော်ကိုယ်မှာဒုက္ခမရောက်နိုင်တဲ့အဲ့ဒီလိုလူမျိုးလည်းရှိတာပဲလေမျိုးထဲမှာမရှိဘူးလားနော်ကိုဒုက္ခရောက်တယ်ဟောသူများဒုက္ခရောက်လို့ကိုဒုက္ခမရောက်ရတဲ့လူတွေအများကြီးရှိတယ်လေခုဈေးရုံပေါ်မှာအများကြီးဒုက္ခရောက်နေတာတွေမရှိဘူးလားရှိတယ်တရားဓမ္မတို့ဒုက္ခရောက်လားရောက်ပါဘောဆိုကိုယ်နဲ့မှမဆိုင်ပဲဟုတ်တယ်မဟုတ်လားဒါပေမဲ့တစုံတယောက်ဒုက္ခရောက်ရင်ကိုဒုက္ခရောက်ရမယ်အဲ့လိုတစုံတယောက်ကောမရှိဘူးလားရှိတာဗောမြန်မာပြည်မှာအများကြီးရှိမှာဟုတ်တယ်မဟုတ်လားအဲ့ဒါကိုမေးတာမြတ်စွာဘုရားအဲ့တော့မြတ်စွာဘုရားကသူ့အဖြေကိုပဲအခြေခံပြီးတော့ထပ်မေးတာအဲ့လိုဆိုရင်တစုံတယောက်ဒုက္ခရောက်ရင်တော့တဲ့မှာဒုက္ခရောက်ရတယ်ကျန်တဲ့တစုံတယောက်ဒုက္ခရောက်ရင်တော့တဲ့မှာဒုက္ခမရောက်ဘူးအဲ့ဒီအကြောင်းတရားကဘာလဲတဲ့ဟိုလူဒုက္ခရောက်တော့တင်ဒုက္ခရောက်ရတယ်ဟိုလူဒုက္ခရောက်တော့တင်ဒုက္ခမရောက်ဘူးအဲ့လိုကိုပြချမ်းသာသွားတာအကြောင်းတရားကဘာလဲတဲ့ဒါမြတ်စွာဘုရားတဲ့တချို့ပုဂ္ဂိုလ်တွေရဲ့ပုံမှာတပည့်တော်ရဲ့ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုဆွေးလန်းမှုတွေရှိတယ်တဲ့တန်ရောစဉ်နှောင်ဖွဲ့ပြီးတော့ရင်းရင်းနှီးနှီးဆက်ဆံထားတဲ့လူတွေရှိတယ်တဲ့အဲ့ဒီလူတွေအပေါ်မှာတော့သူတို့ဒုက္ခရောက်ရင်အဲ့ဒါတပည့်တော်ဒုက္ခရောက်ရလိမ့်မယ်တချို့လူတွေအပေါ်မှာတော့တပည့်တော်ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုတော့ဆွေးလန်းထားမှုဘာမှမရှိဘူးအဲ့လိုလူတွေဒုက္ခရောက်တော့တပည့်တော်ဒုက္ခရောက်စရာအကြောင်းမရှိပါဘူးတဲ့အဲ့လိုဆိုရင်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဒုက္ခချုပ်ခြင်းရဲ့အကြောင်းတရားကိုသင်ကိုယ်တိုင်ပဲဖြေလိုက်ရရောက်ပြီတဲ့သူကိုယ်တိုင်ပဲဖြေလိုက်ရမရောက်ဘူးလားဘာကြောင့်ဒုက္ခရောက်ကြရတာတော့မြတ်ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုပတ်သက်မှုတွေရှိနေရင်ဒုက္ခရောက်ရတာပဲဟုတ်တယ်မဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကအလွန်တန်ဖိုးရှိတဲ့နော်ဒေသနာဘာဆက်ပြောလဲဆိုတော့တခါကြီးတဲ့အခုလောလောဆယ်ဒုက္ခဘာကြောင့်ဖြစ်ရတယ်ဒုက္ခဘာကြောင့်ချုပ်ရတယ်ဆိုတာကိုသင်ကိုယ်တိုင်နားလည်သွားပြီအဲ့တော့အတိတ်ကာလတုန်းကဒုက္ခဖြစ်ရခြင်းရဲ့အကြောင်းတရားဒုက္ခချုပ်ရခြင်းရဲ့အကြောင်းတရားကလည်းဒါပဲတဲ့အတိတ်တုန်းကဒုက္ခဖြစ်ကြတဲ့လူတွေအဲ့ဒီချစ်ခင်မှုနှစ်သက်မှုလောဘဓာတ်ကြောင့်ဒုက္ခဖြစ်ကြရတာအတိတ်တုန်းကဒုက္ခချုပ်တဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုလောဘမရှိလို့ဒုက္ခချုပ်ကြရတာအခုလောလောဆယ်အနေအထားကိုကြည့်ပြီးတော့အတိတ်တုန်းကအနေအထားကိုလည်းပဲသိနိုင်မှုမရှိဘူးလားရှိတယ်နောက်အနာဂတ်မှာလည်းပဲဒုက္ခဖြစ်ကြမဲ့လူတွေကအဲ့ဒီလောဘကြောင့်ဒုက္ခဖြစ်ကြမှာပဲဟုတ်လား
ဒုက္ခချုပ်ကြတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒီလောဘကိုချုပ်အောင်လုံနိုင်တဲ့လူတွေဒုက္ခချုပ်ကြမှာပဲနော်အတိတ်အနာဂတ်ကိုပြစ္ဆုတ်ပံမှာဖြစ်နေတဲ့အနေအထားကိုကြည့်ပြီးတော့မြတ်စွာဘုရားကကြည်ကြဲပြန့်ပြန့်နားလည်ခိုင်းတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီနားမှာထိုင်နေတဲ့တင့်ကိုဒီနားမှာထိုင်နေတဲ့ငါကထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်ဆိုတဲ့အဖြေကိုသိအောင်ပြောမယ်ဆိုတာသူ့ရဲ့နှုတ်ကကိုထွက်စီပြီးတော့ကိုပြောတာဘယ်လောက်မြတ်စွာဘုရားဒေသနာရာမှာကျွမ်းကျင်တော်မူတယ်ဆိုတာအလွန်ထင်ရှားတယ်နော်အဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ဒုက္ခဖြစ်ကြရတယ်ဆိုတာတော့အလွန်ထင်ရှားတယ်ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြီးလေဒုက္ခကြီးရတယ်ဆိုတာလည်းထင်ရှားတယ်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့မှာချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုအကြီးဆုံးအရာဘာလဲဆိုတော့ကပြောရတယ်မိမိခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာ